ဒီစားအပ်ပါတယ်ပြောင်းစုပါတိုင်းတိုင်းဒီကိုမောင်နှမများခင်ဗျာဒီကနေ့ဟာပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနဲ့တိုင်းဒေသနဲ့ကိုင်အဖွဲ့အစည်းများအကြားမှာတနင်္ဂနွေလိုပြစ်ကတိုက်ခိုက်မှုရစရေးသဘောတူစာချုပ် Nationwide Ceasefire Agreement NCA ကိုချုပ်ဆိုနိုင်ခဲ့တာစနစ်ပြည့်ပေါက်တဲ့မင်းရှိသောနေ့ပဲဖြစ်ပါတယ်ကုလချိန်ခံသမယမှာသဘောတူစာချုပ်စတင်လက်မှတ်ရေးထိုးချိန်ကပါဝင်ခဲ့ကြတဲ့တိုင်းဒေသနဲ့ကအဖွဲ့အစည်းအသီးသီးကတိုင်းသားခေါင်းဆောင်များငြိမ်းချမ်းရေးအတွက်အကျိုးဆောင်ပေးခဲ့ကြတဲ့ပုဂ္ဂိုလ်များနိုင်ငံတကာအသီးသက်တွေများပြည်တွင်းအသီးသက်တွေများပြည်တော်စုကြီးအတွင်းမှာရှိကြတဲ့တိုင်းဒေသညီကိုမောင်နှမများအားလုံးကိုယ်စနေပြကျမ်းမှာချမ်းသာခြင်းတို့ဖြင့်ကောင်းကျိုးလွင်ဆန္ဒများပြည့်ဝပါစေကြောင်းနဲ့နိုင်ငံရဲ့ငြိမ်းချမ်းရေးအကျိုးကိုဆက်တဲ့တပိုးတိုးပြီးရှေ့ရှုဆောင်နိုင်ပါစေကြောင်းစိတ္တမေတ္တာတိုးတာရင်နှုတ်ခွန်းဆက်တာအပ်ပါတယ်ဒီနေ့ချိန်မှာကျွန်တော်တို့တိုင်းပြည်ရဲ့ပကတိလိုအပ်ချက်ဟာတည်ငြိမ်အေးချမ်းရေးပဲဖြစ်ပါတယ်တည်ငြိမ်အေးချမ်းမှုရှိပါမှပြည်သူလူထုဟာကောင်းမွန်စွာစီးပွားရှာနိုင်ပါမယ်လုံခြုံစွာနေထိုင်နိုင်ပါမယ်ခိုင်မာတိုးတက်တဲ့လူမှုစီးပွားဘဝများကိုလည်းတည်ဆောက်နိုင်ပါမယ်ဒါကြောင့်ပြည်သူလူထုနဲ့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြေခံလိုအပ်ချက်တစ်ခုဖြစ်တဲ့တည်ငြိမ်အေးချမ်းရေးကိုရေးကြီးတဲ့လုပ်ငန်းတစ်ခုဖြစ်ကျွန်တော်တို့အားလုံးမဆုတ်မနစ်ဆက်လက်ဆောင်ရွက်သွားကြမှာဖြစ်ပါတယ်ဒီပါပြည်သူတိုင်းသားညီကိုမောင်နှမများခင်ဗျာလွတ်လပ်ရရှိပြီးတဲ့နောက်ပိုင်းပေါ်ပေါက်လာခဲ့တဲ့လက်နက်ကိုင်လမ်းစဉ်ချုပ်ငင်းစေဖို့ခေတ်ဆက်ဆက်အစိုးရတွေအနေနဲ့ညီလန်းမျိုးစုံနဲ့ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်လက်ရှိအခြေအနေမှာလည်းပြည်သူညီညာရရှိဖို့တဲ့ဆက်လက်ကြိုးပမ်းဆောင်ရွက်နေကြဆဲလည်းဖြစ်ပါတယ်ဒီနေ့မြစ်ဖောက်ကာလအထိတိုင်းတိုင်းညီကိုတွေတင်းတင်းမြတ်မြတ်စီစီလုံးလုံးဖြစ်လာမှာကိုမလိုလားတဲ့ပြည်တွင်းပြည်ပအဖြစ်မောင်အုပ်စုတွေကလည်းနီလန်းပေါင်းစုံအသုံးပြုပြီးနှောက်ယှက်မှုမျိုးမျိုးပြုလုပ်နေတာကိုလည်းဒီကြီးစွာထားကြဖို့လိုအပ်ပါတယ်။နွားကိုရင်ကြားဆက်တတ်တယ်ဆိုတာကိုသိပါလေငါလေငါတို့ဘကိုးရောက်စိတ်မျိုးမမွေးကြဖို့လည်းလိုပါတယ်။ပြည်အားဒီပြည်တွင်းမှာရှိသည်ဆိုတဲ့အဆိုစကားဟာအဓိပ္ပာယ်အပြင်ဒုစရလေးနဲ့လှပြီးအမြဲထာဝရမှန်ကန်နေမဲ့အမှန်တရားဖြစ်တယ်ဆိုတာကို